မင်္ဂလာပါဒါကတော့ကျွန်တော်တို့နာမီဆောင်းသွားတဲ့ blog လေးပါကျွန်တော်တရားနေပေါ့နော်မနေ့ချွန်းနာနေမနေ့6နာရီထိုးလောက်ထွက်တယ်ခင်ဗျာနောက်7မှာ coffee လေးပါလေးဝယ်ပေါ့နော် sorry ထွက်တယ် sorry ထွက်လို့လားတော့မသိဘူးကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့တိမ်ပင်လေးတွေ့ရတယ်ပေါ့နော်ခုမြင်ရတဲ့လမ်းပေးမြန်လမ်းပေးမှာ line ပဲပေါ့နော်တိမ်ပင်လေးတွေ့ရတယ်တိတ်တော့အေးဦးရဲ့ကျွန်တော်တို့ချွန်းနာနေမောင်းချိန်2နာရီ10မိနစ်ဝန်းကျင်လောက်ပဲရှိတယ်အမြန်လမ်းပေါ့နော်တောက်လျှောက်ပဲကျွန်တော်နားကြားထဲမှာနားတာ10မိနစ်လောက်ဓာတ်ပုံလေးဆင်းရိုက်တယ်အဲ့လောက်ပဲရှိရဗျဒီမှာတိတ်နေပဲအများကြီးခင်ဗျာကျွန်တော်တို့ပတ်ကင်ကတော့စောလို့လားမသိဘူးကား2စီးပဲရှိတယ်ပတ်ကင်မှာကျွန်တော်ထိုးတော့အဲ့ဒီလက်မှတ်ဝယ်တယောက်ကို18000လောက်ကြာတယ်ဗျ9ရောက်သွားတယ်ကျွန်တော်တို့9000ပဲကြာပါတယ်ကျွန်တော်တို့တော့ဒုတိယအစီးပေါ့နော်တင်မောဒါကြောင့်ဟိုဘက်ကပြန်လာတဲ့လူတော်မရှိဘူးခင်ဗျာကျွန်တော်တို့စောတာပေါ့နော်ကျွန်တော်တို့တင်မောစီးတော့8နိုင်ခွဲလောက်ပဲရှိအောင်ခင်ဗျတိုင်းတိုင်းကျွန်တော်ဒါတော့နာမည်ဆောင်3ခေါက်မြောက်ပါမြမလန်ရှာဖို့အတွက်ကွန်ပတ်ပေါ်တက်ပေါ့နော်ပေါ်တက်ကိုတက်ပါတယ်လေးလေးရလည်းနည်းနည်းတိုက်တယ်ဆိုတော့ဒီပေါ်မှာတော့နည်းနည်းအေးတယ်ခင်ဗျတမောပေါ်မှာတော့နော်ပြီးတော့မြူတွေလည်းဆိုင်နေရန်အကုန်ဘေးကကျွန်းကိုလည်းလှမ်းမမြင်ရဘူးနော်နီးမှပဲမြင်ရတာပေါ့နော်နည်းနည်းလေးအေးကျွန်းပေါ်မှာတော့တိတ်အေးဦးပဲကျွန်တော်အေးကြိုက်တာဆိုတော့တိတ်အေးဦးဒါကျွန်တော်တို့တင်ချင်းနေပေါ့နော်ကျွန်တော်9ရောက်သွားတာပါကျွန်တော်ဘာလုပ်လဲဆိုတော့တမောပေါ်ရောက်တာနဲ့ကျွန်တော်မြန်မာလန်ပေါ့နော်ကျွန်တော်ရောက်ဖို့อ่ะဆိုတော့သူတို့မြန်မာလန်ပြမယ်ပေါ့မြန်မာလန်မတွေ့ခဲ့ဘူးပြမြန်မာလန်ဒီတင်းမောပေါ်မှာတမော3စီးလားမသိရှိရပါတော့အဲတင်းမောပေါ်မှာပထမတစ်ခေါက်တွေတော့မြန်မာလန်တွေ့ရဒီခေါက်ဖြုတ်ချလိုက်တယ်လည်းဒါမှမဟုတ်ကျွန်တော်ပဲမတွေ့တာလားဒီတင်းမောပေါ်မှာမပါတာလားတော့မသိဘူးပေါ့နော်ဒီမှာမတွေ့ခဲ့ပါဘူးမြန်မာလန်တခြားလန်တွေတော့အာဆီယံနိုင်ငံတော်တော်များများတွေ့ခဲ့ပေါ့နော်လူလက်သိမ့်မပါဘူးဗျဒီတင်းမောမြူရတော့စိန်မြူဒီဆိုင်ပြပေါ့နော်လူသိမ့်မပါဘူးပေါ့လှပါတယ်ရမ်းတော့လှတယ်ကျွန်တော်ရောက်တယ်ပေါ့ခင်ဗျာကျွန်တော်ဟိုဘက်ကိုပြန်တဲ့တမောကလည်းကျွန်တော်တို့ဒုတိယမြောက်စီးဆိုဟိုဘက်ကိုပြန်တဲ့လူလည်းမရှိသေးဘူးပဲကျွန်တော်2ယောက်5ယောက်လောက်ပဲရှိမှတယ်ဟိုဘက်ချမ်းလေးမှာစောင့်နေကျွန်တော်တို့လူနေတယ်ကျွန်တော်ပထမဆုံးခောက်ဒုတိယခောက်မလို့လားမသိဘူးနော်လူနည်းနည်းလေးပဲရှိသေးတယ်ရက်တီကတော့ကျွန်တော်တို့ဝါနေပါပြီကျွေးနေပါပြီကျွေးတော့ကျွေးနေပေါ့နော်သူတို့ကျင်ညာတာ12ရက်နေ့ထိလို့ပြောရယ်နော်ဒါပေမဲ့အဲ့ထိတော့ရှိချင်မှရှိတော့မှာဒါတော့ဒီနားလေးဓာတ်ပုံရိုက်မယ်ဆိုကျွန်တော်တို့ချောင်းနေတာဒါပေမဲ့လက်ခွင့်မရှိပါဘူးကောင်းမလေးအများကြီးပဲဖွဲ့လိုက်ရိုက်နေကြတယ်ကျွန်တော်ပြန်ကားကြမှာရိုက်မှာပေါ့နော်အဲ့ဒါနဲ့ဟိုဘက်ကိုဆက်သွားတယ်ဒါပေမဲ့အပြန်ကားလည်းမရိုက်ဖြစ်ပါဘူးအပြန်ကားအဲ့ထက်တော့ပိုများသေးအများကြီးလူတွေကျွန်တော်တို့ယောက်ျားလေးကြီးပဲစွတ်သွားတာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကင်မရာဓာတ်ပုံတွေပဲတိတ်မရိုက်ဖြစ်ဘူးဗျကျွန်တော်တယောက်လောက်ပဲရိုက်တာရိုက်တတ်တာလည်းကျွန်တော်ပဲပါကျွန်တော်ကဆိုချင်တော့ကျွန်တော်နဲ့သွားတဲ့ဖော်4ယောက်ကတယောက်မှဓာတ်ပုံမရိုက်တတ်ပါဘူးကျွန်တော်အကျွမ်းဆုံးပေါ့နော်9ယောက်ထဲမှာကျွန်တော်အကျွမ်းဆုံးကျွန်တော်ရိုက်ပြီးတဲ့ပုံတွေတော်တော်များများ9ပုံရိုက်3ပုံလောက်တော့ကြိုက်တယ်သူတို့တွေတယောက်ချင်းပုံ group ပုံတွေရောကျွန်တော်ရိုက်ပြီးတာသူတို့တော်တော်များများကြိုက်ကြတယ်သူတို့ရိုက်ပြီးတဲ့ပုံတစ်ပုံမှကျွန်တော်မကြိုက်ပါဘူးခင်ဗျာဓာတ်ပုံကမျက်နှာမပါဘူးဓာတ်ပုံကခြေထောက်ပြက်နေတယ်ဓာတ်ပုံကမျက်လုံးပိတ်နေတယ်အဲ့လိုပုံတွေပဲများပါတယ်ဒီညီအောင်လေးဆိုအရန်လာတယ်သူတို့တွေကတော့တိတ်မကြွေသေးဘူးဗျဟိုအပင်အကြီးတွေကတော့တော်တော်ကြွေနေပြီဒီအားလေးတော့မကြွေသေးဘူးဒါဒီပုံမှာတော့ရှင်လေးတွေယုံလေးတွေပြီးဒေါင်းလေးတွေတခြားငှက်တွေအများကြီးတွေ့ခဲ့ပါတော့ဒါတကျွန်တော်နေလေသာစားပါတယ်အရင်ဆုံးရှင်လေးဘူးလာချမှုေးနေလက်ဖက်6တော့မဟုတ်ပါတော့လက်ဖက်6နဲ့လိုပဲမှုေးနေလေးဒါကျွန်တော်တင်နေချင်းနေပါကျွန်တော်တို့ဘာကြောင့်လဲဆိုတော့မကော်ရီတောက်ချင်ပါတယ်ဒါကြောင့်ဒီဆိုင်ကိုထိုင်တာပါကျွန်တော်9ယောက်ကိုမကော်ရီနှလုံးတောက်ပါတယ်မူးဝူဖြစ်နေပါတယ်ကာသမားတစ်ခွက်ပဲတောက်တယ်ပေါ့နော်ကျွန်တော်4ယောက်မျှတောက်ပါတယ်ဒီမှာတော့ကြက်သားတော့ဒီကျွင်းရဲ့မကော်ရီနဲ့ကြက်သားကတော့နာမည်ကြီးပါတော့ဒါပေမဲ့ကျွန်တော်ကြက်သားမကြိုက်တဲ့ကြောင့်မလို့ဒါအမေသားလေးပဲမှားစားပါတယ်ကျန်တဲ့ကောင်တွေကတော့ကြက်သားကြီးမှားစားကြပါတယ်တသိန်းကျော်လောက်ကြာပါတယ်တသိန်း1000လောက်ပေါ့ဈေးတော့နည်းနည်းကြီးပါတယ်ဒါလေးကတော့အပေါ်ကနေပြီးတော့လက်နဲ့ပြစ်ချလိုက်တယ်လို့ပဲဗျာအရွက်တွေအရန်ကျူတယ်ကြည့်ကုံတော့မယ်ဟိုမှာကြည့်အရှိုးတွေပဲကျန်တော့ဒီရွက်တွေတောက်လျှောက်ကျွေးနေရလေလေးနည်းနည်းတိုက်တယ်နဲ့တောက်လျှောက်ကျွေးနေတာဒါကတော့ကျွန်တော်ပါကျွန်တော်ကတော့ဒါကျွန်တော်ပေါ့နော်ကျွန်တော်အပြင်းမအရက်မပုပါဘူးရှိုက်ပေးတဲ့လူတုံးမကြလို့ပါကျွန်တော်အပြင်းမရှည်ပါတယ်ဒီမှာအရက်တွေအကုန်ကျွင်းနေဒီအဝါးတွေတော်တော်ကြီးကိုဒီခုနပြောလို့
ဆော့လဲပြစ်ချလိုက်တယ်လို့ပဲအဲ့လိုမျိုးကျွေးတာအများကြီးပဲဒီနားမှာလူကအရမ်းများတယ်ဒီရွက်ကျွေးလေးနေရမှာပေါ့နော်လူတော်တော်များလာတယ်ဒီချိန်ကျရင်တော့ဟိုလောက်ရဖြစ်နေ17လောက်ဖြစ်နေဆိုတော့လူကအရမ်းများတယ်ဒါဒီပင်းနေဆိုဓာတ်ရှော့ကျွေးနေအဲ့ဒါကျွန်တော်ဆူတောင်းလိုက်ပါတယ်ဆူတောင်းတစ်ခုပြုတ်ပြီးတော့တည့်ရက်လေးကိုဖမ်းလိုက်တဲ့အချိန်မှာမထင်မှပဲလက်ထဲတည့်ရက်တည်းကြာလာပါတယ်ဂလတ်ဆူတောင်းပြည့်သွားတယ်ပေါ့နော်ဆူတောင်းတော့မပြောတော့ပါဘူးဒါဒီနားလေးအရင်များတယ်ပေါ့နော်လူတွေနိုင်ငံခြားသားတွေရမ်းများတယ်ကျွန်တော်မြန်မာတွေတခြားနိုင်ငံတွေပေါ့နော်တွေ့ကြရတယ်အများကြီးပဲကကြီးတွေလည်းရှိပါတယ်အများကြီးပဲဒါတွေကတော့ဒီပင်တွေကတော့မကျွေဘူးအတိတ်ပြီမကျွေသေးရလားဘယ်လိုလဲတော့တခြားတော့မသိဘူးဒီအနှစ်ကတော့ဒီကောင်ကြီးကျွေနေဒါတော့ဟိုရေကန်နေကဘဲလေးပေါ့ဘဲကောင်းစိမ့်လေးတစ်ခုပြမယ်ဘဲတွေအားလုံးစားနေတဲ့အချိန်မှာတကောင်ရောသူကတော့ကျိုးနေပါအိတ်နေပါရဲ့ပေါ့နော်အိတ်နေဆိုမှမျိုးလုံးရဖွင့်ကြည့်နေရတာသူကအဲ့ဒါတင်လားဒါလေးကတော့ကျွန်တော်တို့နမီကျွန်းရဲ့စောင်းရွက်ကြီးချစ်သက်တဲ့ဇကာတွေကမင်းသားနဲ့မင်းသမီးပါနာမည်တော့မသိပါဘူးနာမည်သိရင်လည်းပြောသွားကြပါဒီပင်လေးတွေအရင်လာပါတယ်တကယ်တော့ကောင်မလေးကိုခိုးရိုက်တာပါစားတာပါအဲကျွန်တော်တို့နော်ယောက်ျားလေးလည်းဖြစ်တဲ့တိတ်လည်းမရဘူးဆိုတော့လေပတ်ပြီးကျွန်တော်ပြန်မှာပေါ့နော်ဒါတော့ဟိုဘက်ကိုလန့်ကြည့်နေတဲ့ဖင်ပြောင်းတဲ့မာကြီးပါဒါကျွန်တော်တို့တစီလွတ်သွားတော့မဟုတ်ဘူးနော်လူရမ်းများလို့ကျွန်တော်တို့နောက်တစီစောင့်တာပါတောင်းဝင်လာတဲ့စီကျွန်တော်တို့စီရမယ်စီပါဒီမှာလည်းမြန်မာလန်မတွေ့ပါဘူးကျွန်တော်ပဲမတွေ့ရလားမသိပါဘူးဒီမှာလည်းမြန်မာလန်မတွေ့ပါဘူးလူကအရမ်းများတယ်ဗျဒါကျွန်တော်တို့အရင်ဦးအောင်တက်ပြီးတော့နော်ထိတ်ဆိုးနေပြီးတော့ရိုက်ထားဖြစ်ပါတယ်ရှားလန်နေတွေ့ပြီမြန်မာလန်ကျွန်တော်ရှားလည်းမတွေ့ဘူးဗျဒါကျွန်တော်ထွက်တဲ့ချိန်မှာနောက်တစ်စီးထောက်ဝင်နေခင်ဗျခုနကပဲတစ်စီးထွက်သွားတယ်ခုလည်းနောက်တစ်စီးထောက်ဝင်နေအရင်များရပါတော့ဒီမော်ဒီဝင်လာတာတွေခုနောက်ပြီးတော့ဟိုဘက်ကမရောက်ခင်ပဲလမ်းတစ်ဝက်လောက်မှနောက်တစ်စီးထပ်ထွက်တယ်3စီးလား4စီးလားမသိဘူးနော်ဒီမော်ဒီရှိတာတော့ဒါနဲ့ပတ်ကင်ကတော့အရင်ကြက်တယ်ဗျာဒီနားမှာပတ်ကင်ကြက်တာနေတယ်မဲ့တော်တော်ကြာတယ်အဲ့မှာပတ်ကင်ကကျွန်တော်တို့လာတော့ပြည့်ကျွန်တော်ရောက်တော့မနက်ခင်းရောက်တော့6နာရီ7နာရီလောက်ရောက်တော့တစ်စီးမှမရှိဘူး2စီးပဲရှိတဲ့အချိန်မှာကျွန်တော်တို့ပြန်ကနေကျပြည့်အားကြောင့်လို့လားမသိဘူးဗျာပတ်ကင်ကတော့ရှားတယ်ဗျာဒီမှာကားတွေလက်လျှောက်တန်းစီနေတော်တော်ပိတ်တယ်ကားတွေတောက်လျှောက်ကျွန်တော်တို့ပြန်တော့7ခွဲလောက်ရှိပြီနော်7ခွဲတနာရီလောက်ရှိတဲ့အချိန်မှာပြန်လာဒီကတော့ပါကင်ပြဿနာပေါ့နော်ဟိုနေရာနဲ့လာတဲ့လူကြီးနဲ့မကိုက်ဘူးထင်ပါတယ်ကျွန်တော်သိလို့ပေါ့နော်အကုန်လုံးလည်းပြည့်နေထားကြရလဲနေရာမရှိတော့အဲ့မှာတားရှောက်ပဲရက်ဆောင်နေကြဒီမှာလဲနောက်ထပ်လည်းဝင်လာတဲ့ကားတွေလည်းအများကြီးပဲကျွန်တော်တို့အဲ့မှာကားနဲ့တော့3မိနစ်လောက်အဲ့လိုမျိုးမောင်းလာတော့ကားတိုင်းရင်မပြတ်သေးဘူးဟိုးနောက်ထိကားတွေအများကြီးပဲပြီးခဲ့တဲ့ပထမဆုံးနှစ်တစ်ခေါက်တော့ကျွန်တော်ရထားနဲ့လိုင်းကားနဲ့လာပါတော့လိုင်းကားနဲ့ကားပြောင်းနဲ့လာတာအဲ့တော့တိတ်မပိတ်ဘူးဗျရတော့နောက်သိရကြွေမှာနောက်ဆုံးပတ်လေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရမ်းလာကြရတယ်တူရပါတော့တော်တော်များတယ်ဗျတချို့ကကြတော့ဖွဲ့လိုက်ကြီးလမ်းဆင်းလျှောက်နေတာလည်းတွေ့ရပါတော့ကားကိုမဆောင်မနဲ့အဲ့လိုဆင်းလျှောက်မှပဲရတော့မှာဗျကျွန်တော်ထွက်လာချိန်တနာရီလောက်သူတိကျတနာရီ2နာရီလောက်တော့ပိတ်အောင်မှာပဲသူလမ်းဆင်းလျှောက်တော့ကောင်းတယ်တချို့လည်းလျှောက်နေကြတာပဲဖွဲ့လိုက်အဲ့လိုပေါ့နော်အများကြီးပဲကျွန်တော်ကားတိုင်းကိုရှေးပြီးဟိုးပဲလမ်း3လမ်းဆောင်လေးရှိတဲ့ဘက်ထိလာတာဗျနောက်ပတ်တော့တရွက်ကမရှိတော့ဘူးသူတို့ပြော12ရက်နေ့ထိလို့ပြောပါဗောနော်12ရက်နေ့ဆိုတော့ကျွေလောက်ပြီဗျဒီနေ့တော့တော်တော်ကြီးကျွေနေလေတိုင်းကျွေပဲအဲ့လိုမျိုးပေါ့အဲ့ကြောင့်နောက်ပတ်တော့ရှိနေတော့နည်းနည်းပဲရှိတော့မှဒီနားထိပေါ့နော်ဟိုဘက်ကလည်းဝင်နေဒီဘက်ကလည်းထပ်ဝင်နေတယ်ကားတွေရမ်းများတယ်ဗျဒါကတော့နောက်ဆုံးပေါ့နော်ဒီထိပိတ်တာပေါ့နော်ဒီထိစောင့်နေရတယ်ဒါပေမဲ့ဒီထိမဟုတ်ဘူးဗျဟိုးဘက်မှာထပ်ဝင်လာရှိသေးရဗျအများကြီးပဲနော်ဒီနားနေပိတ်တာမဟုတ်ပါဘူးကျွန်တော်ဒီနားကနေထွက်လာပြီးတော့ဟိုးဘက်ရောက်တော့လဲထပ်ပိတ်ပါရဲ့ဗျဒီဘက်မှာတစ်ဖက်ကို4လမ်းသားရှိတာကိုပိတ်တာဗျာပိတ်တာဆိုတော့အများကြီးပဲကျွန်တော်တို့ဘက်မှာလည်းပိတ်တယ်ဟိုဘက်လမ်းကျုံမှာလည်းပိတ်တယ်ဘာကြောင့်ပိတ်လဲဘယ်နေရာလဲတော့ကျွန်တော်တို့မမှတ်မိဘူးသိလည်းမသိပါဘူးအဲ့ဒါနဲ့ဟိုဘက်ချမ်းဟိုဘက်ဘယ်ဘက်ဒီကျုံမှာဆိုရင်အများကြီးပဲပိတ်နေတာကျွန်တော်ဒီနာတော်တော်ကြာတယ်ဒီနားမှာတော်တော်ကြာပါတယ်ကျွန်တော်နိုင်ဝက်လောက်ကြာပါတယ်ဒီနားမှာတော်တော်ပိတ်နေကျွန်တော်အလာတော့2နာရီပဲเนาะအပြန်ကကျွန်တော်3နာရီကျော်လောက်မောင်းလိုက်ရတယ်ဒီလမ်းကပေါ့နော်တော်တော်ပိတ်တယ်ဟုတ်ကဲ့ပါဘလော့လေးကဒါပါပဲခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာလို့